ပရိသတ်များအားလုံးပဲမင်္ဂလာခင်ဗျာလာမယ့်အောက်တိုဘာလ18ရက်နေ့ကိုရောက်ရင်ထုံးမင်းအောင်နဲ့အောက်ရှင်းလူတွေရဲ့ပွဲစဉ်လာပါတော့မယ်ခင်ဗျာလက်ရှိမှာတော့1ဘက်က1 Friday 5 129ရဲ့ပွဲစဉ်စရာအပြည့်စုံကိုထုတ်ပြန်ကြေညာလိုက်ပါပြီထုံးမင်းနိုင်ကခေါင်းပွဲထိုးရမှာပါအဲ့တော့ပွဲနောက်ကြဖို့ရှိပါတယ်မြန်မာစံတော်ချိန်ရဆိုရင်တော့ည10:00နာရီခွဲဒါမှမဟုတ်17:00နာရီထိုးလူထိုးခင်ပေါ့လေ17မတင်လောက်မှာကျွန်တော်တို့ကြည့်ရဖို့ရှိပါတယ်ခင်ဗျာရှင်းဖိုက်တာလေးဟာလင်းအောင်ခေါ်အောက်ရှင်းလေးရဲ့ပွဲစဉ်ကတော့တတိယမြောက်ပွဲစဉ်ဖြစ်ပါတယ်ဒီတော့ပွဲကြည့်ရတာစောဖို့ရှိပါတယ်ခင်ဗျ9နာရီခွဲနဲ့10နာရီမတင်လောက်မှာအောက်ရှင်းလေးရဲ့ပွဲကိုကြည့်ရှုရလိမ့်မယ်လို့မျှော်လင့်မိပါတယ်1 Friday 5 129မှာထုံးမင်းအောင်ကထိုင်းဖိုက်တာတန်တော်နဲ့ပွဲထိုးရမှာပါအောက်ရှင်းလေးကတော့ဂျမန်ဖိုက်တာတာနစ်စုနဲ့ပွဲထိုးရမှာဖြစ်ပါတယ်ခင်ဗျဒီပွဲဟာအောက်ရှင်းလေးအတွက်မလွယ်နိုင်တော့ပါဘူးတာနစ်စုကအောက်ရှင်းလေးတဲ့အတွေ့အကြုံပိုင်းဆိုင်ရာပုံရိပ်ချက်ပါတယ်နောက်ဆုံးထိုးခဲ့တဲ့ပွဲမှာတာနစ်စုကအရှုံးရလဒ်နဲ့ကြုံဆုံရင်ဆိုင်ထားတော့ဒီပွဲမှာအနိုင်ရဖို့အစွမ်းကုန်စူးစမ်းပြင်ဆင်ထားတာကိုကျွန်တော်မြင်တွေ့ရတယ်ခင်ဗျဝမ်းဟာအောက်ရှင်းလေးကိုဂျမန်ဖိုက်တာနဲ့ US ဇက်တိုက်ပေးတွေ့နေပါတယ်အဲ့တော့ကျွန်တော်အမြင်ကိုပြောရရင်အောက်ရှင်းလေးကိုဝမ်းကထိုးကျွေးနေသလားလို့တော့ထင်မိတာရှိပါတယ်ဘာကြောင့်လဲဆိုတော့လက်တလုံးမှာဝမ်းကဂျပန်ဈေးကွက် promotion ကိုအရန်လိုချင်နေတယ်ဒီတော့သူတို့ကဂျပန်ဖိုက်တာတွေကိုနေရာပေးတယ်စားတူရှင်နေဖြစ်လာပြီဆိုရင်ဗျာဂျပန်ဖိုက်တာတွေကိုမျက်နှာသာပေးပြီးတော့ဆုံးဖြတ်တာရှိတယ်ခင်ဗျဒီတော့အောက်ရှင်းလေးဟာအလဲထိုးရလက်ကိုရောက်နိုင်မှာပဲအနိုင်ရလက်ကိုစိတ်ချပါလိမ့်မယ်စားတူရှင်နေဖြစ်ပြီးတော့တယောက်နဲ့တယောက်အလဲမထိုးနိုင်လို့အမှတ်နဲ့ဆုံးဖြတ်ရတဲ့ရှင်တွေကိုရောက်သွားရင်အမှတ်ပိတိုင်လူတွေကဂျပန်ဖိုက်တာဌာနစ်စုကိုမျက်နှာသာပေးလိုက်ဖို့များပါတယ်ခင်ဗျဌာနစ်စုဟာဝမ်းမှာ9ပွဲထိုးပြီးပြီသူက4ပွဲနိုင်ခဲ့တယ်တပွဲပဲရှုံးထားတယ်ခင်ဗျပြီးတော့နောက်ဆုံး4ပွဲဖြတ်သန်းမှုကိုကြည့်လိုက်မယ်ဆိုရင်သူကနိုင်တဲ့3ပွဲကိုလည်းအလဲထိုးနဲ့အနိုင်ရခဲ့တယ်ရှုံးတဲ့တပွဲမှာလည်းသူဒီအလဲထိုးနဲ့ရှုံးခဲ့တယ်ခင်ဗျပြီးတော့သူကမြန်မာဖိုက်တာနဲ့တွေ့မှုတဲ့အတွေ့အကြုံရှိပါတယ်1 Friday 5 99မှာသူကတပ်ပိုင်အောင်နဲ့ကစားခဲ့မှုတယ်ခင်ဗျအဲ့ဘက်မှာလည်းသူကတပ်ပိုင်အောင်ကိုအလဲထိုးနဲ့အနိုင်ရရှိခဲ့ဥပါတယ်တစ်ဖက်ကပွဲစဉ်ပေါ်လေးခေါင်းပွဲစဉ်ထိုးရမယ်ထုံးမင်းအောင်ကတော့တန်တော်နဲ့ပွဲစဉ်ဒီပွဲမှာထုံးမင်းအောင်တော့သတိကြီးထားပါလိမ့်မယ်တန်တော်ဟာထိုင်းဖိုက်မှာတော်တော်ကိုကောင်းတဲ့ဖိုက်တာဖြစ်ပါတယ်ခင်ဗျဝမ်ဘတ်မှာတော့သူကခုမှ3ပွဲပဲထိုးရသေးတယ်အဲ့မှာတပွဲပြတ်တယ်တပွဲနိုင်တယ်တပွဲရှုံးထားတယ်တန်တော်ဟာထိုင်းဖိုက်မှာတိတိကျအောင်မြင်ခဲ့ရင်မဲ့ဝမ်ကိုရောက်တဲ့ချိန်မှာတော့ရုန်းကန်နေရတယ်ရှိတယ်ခင်ဗျထုံးမင်းအောင်ကတော့ဝမ်မှာ2ပွဲဇက်တိုက်အနိုင်မရဘူးသေးဘူးဒီတော့ဒီပွဲမှာအနိုင်ရရင်2ပွဲဇက်တိုက်ပထမဆုံးအကြိမ်အနိုင်ရရှိတာဖြစ်လာပါလိမ့်မယ်တန်တော်ကလည်းဝမ်မှာရလက်ကောင်းရောက်ကျင်နေတော့ဒီပွဲမှာအားထည့်ပြီးတော့ပြင်ဆင်ထားတာကိုကျွန်တော်မြင်တွေ့ရပါတယ်ပြီးတော့ထုံးမင်းအောင်ရဲ့ကိုထုံးမင်းလက်နဲ့တန်တော်ကခိုင်းဖိုင်မှာထိုးခဲ့ဘူးတယ်အဲ့ပွဲမှာတန်တော်ဒီအမြင့်ခြေခံချက်တွေကိုတုံးပြီးတော့ထုံးမင်းလက်ကိုအလဲထိုးနဲ့အနိုင်ရခဲ့ဘူးတယ်ဒီတော့ထုံးမင်းအောင်ဟာဒီပွဲမှာတန်တော်ကိုပြန်ပြီးတော့အနိုင်ရခဲ့တယ်ဆိုရင်သူ့ကိုစားချုံကျွေးပြန်ဆက်နိုင်တာဖြစ်လာပါလိမ့်မယ်လာမယ့်1 Friday 5 129ပြန်မှာမြန်မာဖိုက်တာ2ယောက်လုံးပွဲချက်ပါတယ်ထုံးမင်းအောင်ကတော့ခေါင်းပွဲထိုးရပါလိမ့်မယ်အောက်ရှင်းလေးကတော့တိုင်မွေးရဲ့တတိယပွဲစဉ်မှာရှင်ပြမှာဖြစ်ပါတယ်ခင်ဗျာမြန်မာဖိုက်တာ2ယောက်လုံးရလက်ကောင်းတွေရောက်နိုင်မှာမလားဆိုတာလာမယ့်တောက်ကြနေရောက်ရင်စောင့်ကြည့်ရင်ခေါင်းအောင်မှာပဲဖြစ်ပါတော့တယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ